မန်စီးတီးကိုဇယားထိပ်စီတွန်းတင်ပေးလိုက်တဲ့ကျန်းညာကျန်းမောင်ဟာလန်အားလုံးမင်္ဂလာပါ Daily Table Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ Manchester City ရဲ့အောင်မြင်မှုတွေရဲ့အဓိကကြောတဲ့တော့ချက်တစ်ခုကတော့အသင်းမှာအာလင်းဟာလန်ရှိနေခြင်းပါဂိုးသွင်းဆက်ကြီးမောင်ဟာလန်ဟာမန်စီးတီးကိုစတင်ရောက်ရှိလာတဲ့ကလက်ဖြားခါလာအောင်ဂိုးရီမြန်မနာသွင်းယူရင်းနဲ့မန်စီးတီးအတွက်ချန်ပီယံလိအပါအဝင်ဖလားသုံးလုံးအောင်မြင်မှုကိုရယူပေးခဲ့ပါတယ်ဟာလန်ကရာသီတိုင်းမှာဂိုးအများဆုံးသွင်းယူထားရတဲ့မန်စီးတီးအတွက်စွမ်းဆောင်ပေးနေပါတယ်အသင်းကရုန်းကန်နေရတဲ့ချိန်ဒီမှာဆိုရင်ဟာလန်စီကသွင်းဂိုးတွေကအသင်းကိုဆွဲတင်ပေးနေနိုင်ပါတယ်ဒီတစ်ပတ်မှာမန်စီးတီးကဂျာရက်ပွဲစဉ်အနေနဲ့ဗန်လီတင်းကိုဝေးခွင်းသွားရှင်မှန်ကစားခဲ့ရပါတယ်တန်းစင်းကနေတင်းတင်းစီကနောက်ဆုံးမီတော့ယုံသွားကြောင်းမန်စီးတီးတို့ရုန်းကန်ခဲ့ရသေးတယ်ဆိုပေမဲ့ဟာလန်ရဲ့တွန်းလွှန်းသောအနိုင်ကိုကြောင့်မန်စီးတီးတို့လိုအပ်နေတဲ့နိုင်သုံးမှတ်ကိုစုဆောင်းနိုင်ခဲ့ပါတယ်မန်စီးတီးဟာဆင့်တဲ့နေရာကိုသိမ်းပိုက်ဖို့အတွက်ဒီပွဲကိုမဖြစ်မနေနိုင်ယူဖို့လိုအပ်ပါတယ်ဒါကြောင့်ပွဲစားတွေကဖိအားပေးကစားနေနေပွဲချင်း9မိနစ်မှာဂျယ်ရမီဒိုဂူရဲ့ဖန်နီးမှုကနေဟာလန်ကအဖွင့်ကိုသွင်းယူပေးခဲ့ပါတယ်ဒါကဟာလန်အတွက်ဒီရာသီ24ဂိုးမြောက်ပရီးမီးယားလိသွင်းကိုဖြစ်လာခဲ့ပါတယ်ဟာလန်ကနောက်ဆုံးကစားထားတဲ့ပွဲစဉ်၄ပွဲမှာ9ဂိုးထိသွင်းယူထားပြီးတော့ဂိုးမုတ်ဆိုရဲ့အကောင်းဆုံးပုံစံကိုပြသနေပါတယ်မန်စီးတီးကပွဲပန်းနေတဲ့ပုံစံပေါက်နေပြီးတော့အဆုံးသက်ပိုင်းနဲ့အားရစရာမရှိတာကြောင့်နောက်ထပ်သွင်းဂိုးတွေတော့ထပ်ပြီးတော့မမြင်ရတော့ပါဘူးဒါကြောင့်လည်းဟာလန်ရဲ့သွင်းဂိုးကအဖိုးတန်အနိုင်ကိုဖြစ်လာပြီးတော့မန်စီးတီးတို့1-0နဲ့နိုင်ရရှိခဲ့ပါတယ်ဒီပွဲနိုင်ရလိုက်တဲ့စီးတီးကအာဆင်နယ်နဲ့ပွဲရည်အတွက်တူသွားပြီးတော့ရမတ်တို့ဂိုးကွာချချက်လည်းတူနေပါတယ်မတူတာကတိုက်စစ်မှုရဲ့စွမ်းဆောင်ရည်ဖြစ်ပြီးတော့သွင်းဂိုးရည်အတွက်ပိုများတဲ့မန်စီးတီးကအဆင့်1နေရာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်